ပြည်သူတွေရဲ့ရင်ထဲမှာဒီနေ့ထိနန်းနက်ဆိုင်နေရာယူထားတဲ့ထက်ဆင့်အကယ်ဒမီမင်းသားကြီးပြည်တီဦးကတော့ရင်မတော်တဆဖြစ်ပြီးကွယ်လွန်လို့သွားခဲ့ရပြီလို့သိရပါတယ်။မင်းသားကြီးပြည်တီဦးကို1988ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှာပဲခူးတိုင်းဒေသကြီးပြည်မြို့နယ်ချောင်းကောင်းကျေးရွာမှာမွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။ဖခင်ဦးတင်မောင်ဦးနဲ့မိခင်ဒေါ်တီတီတို့ရဲ့သားဖြစ်ပြီးနုပညာလောကတွေကိုမဝင်ရောက်ခင်ငယ်စဉ်ကလေးကစာပေနဲ့ပညာရေးမှာထူးချွန်ထက်မြက်သူတူလည်းဖြစ်ခဲ့တာဖြစ်ပါတယ်။သူဟာနိပညာတက္ကသိုလ်ပြည်မှာကျောင်းတက်ခဲ့ပြီးတက္ကသိုလ်ကျောင်းသားဘဝမှာအင်ဂျင်နီယာတူဖြစ်လာဖို့မျှော်မှန်းခဲ့ဘူးသူလည်းဖြစ်ပါတယ်။ပြည်တီဦးကိုယ်တိုင်လည်းသူသာအနုပညာလောကတွေကိုမရောက်ခဲ့ရင်အင်ဂျင်နီယာတူဖြစ်လာလိမ့်မယ်လို့အင်တာဗျူးတွေမှာရိုးရိုးသားသားဖွင့်ဟဘူးတာလည်းရှိပါတယ်။ဒါပေမဲ့ကံကြမ္မာကသူ့ကိုမြန်မာပြည်သူတွေကချေရမယ်ထိတ်တန်းမင်းသားတစ်ယောက်ဖြစ်လာဖို့ဖန်တီးပေးလာခဲ့တာလည်းဖြစ်ပါတယ်။ပြည်တီဦးဟာ1996ခုနှစ်ဝန်းကျင်ကလေးကမြန်မာရုပ်ရှင်လောကတွေကိုစတင်ခြေချခဲ့တာလည်းသူဟာမြန်မာရုံးမြင့်တန်ကြားကပြုလုပ်တဲ့မြန်မာစကားအစီအစဉ်ကနေတဆင့်ပရိသတ်တွေသတိထားမိလာခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်တစ်တူဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။စတင်ဝင်ရောက်ခါစားမှာဗီဒီယိုဇာတ်ကားတွေကြော်ညာတွေမှာပါဝင်တရုတ်ဆောင်ရင်လောကရဲ့အခက်အခဲတွေကိုကြက်ညက်ခံကြော်ဖြတ်ခဲ့သူတူလည်းဖြစ်ပါတယ်။သူ့ရဲ့အနုပညာတက်တန်းတစ်လျှောက်အလှည့်အပြောင်းအကြီးမားဆုံးဖြစ်ခဲ့တာကတော့2009ခုနှစ်မှာဒရိုက်တာမောင်မျိုးမင်းရင်သွင်းဖြစ်ရိုက်ကူးခဲ့တဲ့ကျွန်တော်နဲ့နတ်သမီးများရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာပြည်တီဦးရဲ့ပြည်ပင်ပြောင်မြောက်လာတဲ့တရုတ်ဆောင်ချက်တွေဟာပရိသတ်တွေရဲ့ရင်ကိုလှုပ်ခတ်စေသွားခဲ့တာလည်းဖြစ်ပါတယ်။ညာတွင်းဆိုလို့တနိုင်ငံလုံးအတိုင်းအတာနဲ့အောင်မြင်ကြော်ကြားခဲ့တဲ့မင်းသားတစ်ယောက်လည်းဖြစ်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အနုပညာစွမ်းရည်ကိုတက်တည်ပြနိုင်ခဲ့တဲ့အကြီးမားဆုံးမှတ်တိုင်ကတော့မြန်မာရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီဆုတွေပဲဖြစ်ပါတယ်။ပြည်တီဦးဟာသူ့ရဲ့တရုတ်ဆောင်တက်တန်းတစ်လျှောက်မှာအကယ်ဒမီ9ဆုအထိစုခူးရရှိထားတဲ့ထက်ဆင့်အကယ်ဒမီရှင်တူလည်းဖြစ်ပါတယ်။သူ့ရဲ့ပထမဆုံးအကယ်ဒမီဆုကို2010ပြည့်နှစ်အတွက်အာလန်နဲ့အေဝါနဲ့ဒတ်တာရုပ်ရှင်ဇာတ်ကားကြီးနဲ့အမျိုးသားဇာတ်ဆောင်ဆုစတင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာလည်း2012ခုနှစ်မှာလက်ပံ2013ခုနှစ်မှာနင်းစေရင်2014ခုနှစ်မှာနှလုံးသားဖြင့်ပြုလုပ်သည်2016ခုနှစ်တွင်ချစ်လာစွာသောအမုံစတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ထက်ဆင့်အကယ်ဒမီဆုတွေကိုဇာတ်ထိုက်ဆိုလိုသိမ်းပိုက်နိုင်ခဲ့သူတူလည်းဖြစ်ပါတယ်။ပြည်သူရဲ့ထူးခြားချက်ကတော့ဒရမာအချစ်ဟာတာအရှင်စတဲ့ဘလို့ဇက်ကောင်စရိုက်မျိုးကိုမဆိုဇက်ကောင်ရဲ့ဝိညာဉ်စည်းဝင်သွားလိုမျိုးတက်ဝင်အောင်တရုပ်ဆောင်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။အနုပညာမှာလည်းမကပဲအခြေရေးအိမ်တော်ကြီးမှာလည်းပြည်တီဦးဟာပရိသတ်တွေအားကျရတဲ့စံပြအိမ်တော်ရှင်တူလည်းဖြစ်ပါတယ်။သူဟာမြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးတူဖြစ်တဲ့အိမ်သာကျော်စင်နဲ့ချစ်ကျိုးတွေ့ခဲ့ပြီး2017ခုနှစ်ဇန်နဝါရီလမှာခန္ဓာကြီးကျယ်စွာမင်္ဂလာပွဲဆင်နွှဲခဲ့တာလည်းဖြစ်ပါတယ်။သူတို့ရဲ့မင်္ဂလာပွဲကိုရုံးမြင့်တန်ကြားကနေဓာတ်ရိုက်ထုတ်လွှင့်ပြသခဲ့ရတဲ့အထိတနိုင်ငံလုံးကစိတ်ဝင်စားခဲ့ကြတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့သူတို့ဇနီးမောင်နှံဟာသမီးကြီးပြေတုတ်ဒရာနဲ့တားငယ်ပြေရီရတို့နဲ့အတူပျော်ရွှင်စရာကောင်းပြီးငြိမ်းချမ်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။အခက်အခဲတွေကိုအတူရင်ဆိုင်ရင်အနုပညာခီးလန်းကိုလည်းလက်သွဲမပြတ်ရှောက်လန်းနေကြသူတွေလည်းဖြစ်ပါတယ်။